မိန်နှမ်းအောင်ဝင်လို့မီးနေကန်းထဲဝင်လို့နော်ထမိန်နဲ့ခေါင်းအောင်အုပ်လို့တမာရီအားပြက်သွားတယ်ဆိုတာနှစ်ပေါင်း40ကျော်ကြင်ညံအားထုတ်ထားတဲ့စရဏအားကိုထမိန်နှမ်းအောင်ဝင်လိုက်ုံနဲ့အာနိသင်ပြေသွားမယ်ဆိုရင်တားသမီးတို့ကြီးတန်မမလားကွာနော်အမှန်ဘာကြီးတို့အထက်ကိုင်းနေမှာဖျားကိုင်းနေမှာထမိန်နှမ်းအောင်ဝင်လို့မီးနေကန်းထဲဝင်လို့နော်ထမိန်နဲ့ခေါင်းအောင်အုပ်လို့တမာရီအားပြက်သွားတယ်ဆိုတာမရှိဘူးကွာနော်စရဏအားပြက်သွားတယ်ဆိုတာမရှိဘူးဘာစရဏအားဆိုတာကိုယ့်ရဲ့ကြင်ညာအားထုတ်မှုနဲ့ဖြစ်လာတဲ့ဟာနော်အဲ့ဒါကိုထမိန်နဲ့အုပ်လိုက်ုံနဲ့ပျောက်သွားမယ်ဆိုရင်ဘယ်လိုလုပ်ကြိုက်တော့မလဲတားသူနှစ်ပေါင်းကျင့်လာနှစ်ပေါင်း40ကျော်နော်ထမိန်နဲ့အုပ်လိုက်တာမိနစ်ပိုင်းအဲ့ဒီမိနစ်ပိုင်းမှာဒီအကျင့်စရဏတွေပျောက်သွားမယ်ဆိုဘယ်နည်းနဲ့မှမဖြစ်နိုင်ဘူးကွာဘာကြီးတို့ဗုဒ္ဓမြတ်စွာဘုရားကိုယ်တိုင်ဟာဟောတင်းကြိုင်းကုန်းကိုသွားပြီးတော့နော်ဟိုအာတုပမှာပတ်ထားတဲ့အဝတ်အစားတွေအတူအစားလေးတွေအင်ကြီးလေးတွေထမိန်လေးတွေကိုချုပ်ပြီးတော့သင်္ကန်းအဖြစ်ဝတ်တာဖြစ်ပါတယ်နော်ဘာကြီးတို့ကဖျားကိုင်းဖြစ်ပါတယ်ဘာကြီးတို့ဆေးသင်တဲ့တော့ဆိုရင်ဝင်ရတာပေါ့ကွာမီနီကန်နေတယ်လိုအပ်ရင်ဝင်ရတာပဲနော်ဝင်ပြီးတော့ကြည်ရတယ်ကန်ရတွေ့ရတယ်တော့မစင်နေပါလေဆိုလဲကန်ရတာပဲအညစ်ကြေးမှန်သမျှလည်းအကုန်ကန်ရတယ်ကွာနော်ယွန်လို့ရှာလို့မရဘူးအဲ့ဒါမျိုးရှိပါတယ်အခုဘာကြီးဟိုဆရာလုတ်တဲ့အချိန်အားစပြီးတော့လေတခါတည်းလိုအပ်လို့ရှိရင်တော့မီနီကန်ထဲမှာအရေးပေါ်ကြုံမှုရှိရင်လည်းဝင်ရတာမျိုးရှိတယ်သားသမီးတွေမတန်ဦးထင်ရင်တော့ရေချိုးလိုက်ပေါ့နော်ဆက်ပြလေးအမွှေးနှံတာလေးနဲ့ချိုးလိုက်ရင်ရပါတယ်မတတ်ရင်ဘာဖြစ်တယ်လဲဆိုရားတတ်တယ်ကွာခန္ဓာကိုယ်တွေရားတတ်တယ်ရားလို့ရှိရင်အမွှေးနှံတာလေးနဲ့ရေချိုးလိုက်ပါရပါတယ်ကြံတဲ့အကျင့်သီလတမာရီကတော့မပြတ်ပါဘူးဘယ်နေရာပြက်လဲဆိုတော့မိန်းကလေးချောချောလေးတွေမြင်လို့ကိုယ်စိတ်ကဟုတ်လားပြစ်မှားလိုက်မယ်ဆိုရင်တော့အဲ့ဒါပြက်တတ်ပါတယ်နော်ဟိုမုဒုလက္ခဏာကိုမြင်လို့ဒီဇန်လျှောရတဲ့ယသိကြီးဆိုတာရှိပါတယ်နော်ဒါမုဒုလက္ခဏာအခန်းထဲကိုဝင်လို့မိမတွေကဖုံးတကိုးနှိမ့်လို့ဇန်လျှောတာမဟုတ်ပါဘူးမုဒုလက္ခဏာကို तू ကပြစ်မှားလိုက်မိတာဟုတ်ကွာမုဒုလက္ခဏာထမိန်ပြည်ကြသွားတော့ဂဘိုဂယိုနေတဲ့အခါကျတော့ तू အဲ့မှာပြစ်မှားပြီးတော့စိတ်ကပြစ်မှားလိုက်တဲ့အတွက်ဇန်လျှောရခြင်းဖြစ်ပါတယ်ဒါမှမဟုတ်စိတ်ကြောင့်တော့တမာရီအားပြတ်နိုင်ပါတယ်ဒါသူမျိုးကြီးဒါမှမဟုတ်စိတ်ကိုတော့အဓိကထိန်းချုပ်ရပါတယ်နော်သူများသားသမီးသားမယားကိုယ်နဲ့မဆိုင်တဲ့အခြားမာတုကာမတွေဆိုရင်စိတ်နဲ့မပြစ်မှားပါဘူးစိတ်နဲ့ပြစ်မှားပြီးလို့ရှိရင်အဲ့ဒီကိလေသာကာမစိတ်ကတမာရီကိုလည်းပြတ်နိုင်ပါတယ်စီးပွားရေးကိုလည်းပြတ်နိုင်ပါတယ်လူမှုရေးကိုလည်းပြတ်နိုင်ပါတယ်ဒါမှမဟုတ်သားသမီးတို့ရေငါးပါးသီလထဲမှာအဲ့သူများသားသမီးသားများမပြစ်မှားနဲ့ဆိုတာကိုအဓိကပါကြီးကပြောရခြင်းဖြစ်ပါတယ်အဲ့တော့သီလ၅ပါးထဲမှာအဓိကတော့အဲ့ကာမေတုဟိုတာလော့အောင်ရှောင်ပါလို့နော်သူရာမေရရတွေပါအရက်တွေပါနည်းနည်းပါးပါးတောက်လို့ရပါတယ်အဲ့ဒါပြောပြတာပါသားသမီးတို့ရေဘာကြီးတို့ရဲ့ဖျားကိုင်းကနော်ကျင့်ဉာဏ်အားထုတ်ထားမှရတဲ့ဂိုင်းမို့လို့ထမိန်နဲ့အိုးဘာနဲ့မီးနေကန်နဲ့ဝင်လဲမပြတ်ပါဘူးဆိုတဲ့အကြောင်းကိုပြောပြရင်ဖြစ်ပါတယ်သားသမီးတို့ဘဟုတုဒဖြစ်အောင်ပြောပြရင်ဖြစ်ပါတယ်သားသမီးတို့အားလုံးဘဟုတုဒကျွယ်ဝတဲ့သားကောင်းသမီးကောင်းလေးတွေဖြစ်ကြပါသည်တပ်ပိတ္တကံမတဲ့ကကျွန်တော်ဘာကြီးအောင်မြောင်းကပါလူဝဆန္ဒပြည့်ပါကြပါသည်